တရားဖြတ်လိုက်ရင်လှသွားမှာလားအဲ့တော့အဲ့တရားစားလို့ထွက်တယ်ဆိုတဲ့အဖုဆိုတာမရှိဘူးဒါပေမဲ့တရားစားရင်အဖုပိုထွက်တတ်တယ်ဆိုတဲ့လက္ခဏာလိုမျိုးလေးတွေအကြောင်းပြချက်ကလေးတွေရှိတာမလို့ကျွန်တော်တို့ခါခွဲဆိုတော့တရားကချိုးတယ်ပေါ့နော်အချိုစားရင်တော့ဘာလဲဆိုတော့လူကလန်းဆန်းတယ်ဒေါသမထွက်ဘူးကျွန်တော်လိုပေါ့နော်ကျွန်တော်ဆိုရင်စိတ်တူတယ်ဒေါသထွက်တယ်ဆိုအချိုလေးစားလိုက်တယ်အဲ့ဒါဆိုရင်လူကကြည်နူးပြီးတော့အရန်ကိုရှိသမျှဟာတွေအကုန်အကောင်းနေမြင်ပြီးတော့အရန်ကောင်းနေဒါပေမဲ့တရားမှာကောင်းတဲ့အချက်တွေရှိပေမဲ့မကောင်းတဲ့အချက်တွေလည်းရှိတယ်။ဘာမကောင်းလဲဆိုတရားစားတာများတယ်ဆိုရင်တဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အင်ဆူလင်လို့ခေါ်တဲ့ဘယ်လိုပြောမလဲဟော်မုန်းတွေရဲ့အပြောင်းအလဲတွေဖြစ်တယ်။အဲ့လိုမျိုးဖြစ်တဲ့အတွက်ဘာဖြစ်လာနိုင်လဲဆိုတော့ဝက်ချံတွေထွက်လာတတ်တယ်။အဲ့တော့ဝက်ချံထွက်တယ်တရားစားများရင်ဝက်ချံထွက်မှာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်အမြဲတမ်းမှားလေးရှိတယ်တရားလျှော့စားပါတရားလျှော့စားပါအဲ့ဒါကျွန်တော်အမြဲတမ်းဘာ complaint တက်လဲဆိုတရားမစားဘဲနဲ့ဘူးထွက်ဘူးကထွက်ချင်နင့်ဟာနေထွက်မှာပေါ့နော်အဲ့တော့အဲ့တရားစားလို့ထွက်တယ်ဆိုတဲ့အဖုဆိုတာမရှိဘူးဒါပေမဲ့တရားစားရင်အဖုပိုထွက်တတ်တယ်ဆိုတဲ့လက္ခဏာလိုမျိုးလေးတွေအကြောင်းပြချက်ကလေးတွေရှိတာမလို့ကျွန်တော်တို့ခါခွဲတာနောက်တစ်ခုကကြတော့ဘာတုံးဆိုတော့တရားဒီခန္ဓာကိုယ်မှာရှိနေတဲ့ရောင်ရမ်းခြင်းတွေကိုကြားစေတယ်နော်ရောင်ရမ်းခြင်းတွေကိုကြားစေတာဖြစ်တဲ့အတွက်အရေပြားထိခိုက်မှုတွေအရေပြားရဲ့ free radical လို့ခေါ်တဲ့ပတ်ဝန်းကျင်ကနေပြီးတော့လာပြီးတော့ဘယ်လိုပြောမလဲဓာတ်တိုးမဲ့အရေပြားကိုစိုးရစေမဲ့ဟာမျိုးတွေကိုသူကရှော့ချပေးတယ်ပေါ့နော်ပြီးတော့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စိုက်တိုကိုင်းလို့ခေါ်တဲ့အရေပြားရောင်ရမ်းခြင်းတွေခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေထွက်တဲ့ဟာတွေကိုသူကတရားစားရင်ပို့ပြီးတော့စိုးစေတယ်အဲ့တော့တရားလျှော့စားလိုက်တဲ့အချိန်ကျအဲ့ဒါတွေကြားတဲ့အတွက်ကျွန်တော်တို့အရေပြားရောင်ရမ်းခြင်းတွေကြားတဲ့အတွက်ရေပြားကိုအရန်ကောင်းစေတယ်ပြီးတော့နောက်တစ်ခုကတရားစားပါများရင်အိုတယ်တဲ့အဲ့ဒါလည်းရှိသေးတယ်အဲ့တော့မအိုခြင်းတရားလျှော့စားကျွန်တော်လာမပြောနဲ့နော်တရားစားလို့မအိုသွားဘူးလို့ဆရာပြောတာမဟုတ်ဘူးနော်ဆရာတရားစားရင်မအိုဘူးဆိုလို့မပြောနဲ့နော်ကိုယ်ရှိရင်ဇွဲပဲရမယ်လीနော်ကိုကအိုမယ်ဆိုရင်အိုမှာပဲတချို့ဆိုကြည်လိုက်ဟိုနေ့ကအမ2ယောက်လာပြတယ်အသက်50သူတို့ရဲ့ရုပ်ကိုကြည့်လိုက်ရင်လေအသက်ကလေ30 20 25ဝန်းကျင်ကျွန်တော်မညာဘူးနော်အဲ့ဒီအချိန်မှာလေသူနဲ့အဖော်ပါလာတဲ့သူ့ရဲ့ညီမ2ယောက်အဲ့ဒါမှလည်းကြည်လိုက်ကောသူညီမ2ယောက်ကလည်းနှုတာပဲအဲ့တော့ဘာတုံးဆိုတော့မျိုးနဲ့ရိုးနဲ့သူဟာသူနှုပြီးသားအဲ့လိုလူနဲ့တော့မရှင်နဲ့တကယ်လို့ကျွန်တော်အခုပြောနေတဲ့ဥစ္စာဒီဝက်ချံသမားတွေတရားစားတာလျှော့ရင်ဝက်ချံအဖုထွက်တာနည်းနိုင်တယ်လို့ပြောတာတရားမစားရင်ဝက်ချံမထွက်ဘူးလို့မပြောဘူးတရားစားရင်အိုမယ်လို့ပြောတာတရားမစားဘူးဆိုရင်မအိုဘူးလို့ကျွန်တော်မပြောဘူးအဲ့တော့နည်းနည်းရောကျသွားနိုင်တယ်လို့ပဲပြောတာပြီးတော့နောက်တစ်ခုကကျန်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တရားကကာဘိုဟိုက်ဒရိတ်များတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်အတွက်ကိုကောင်းကျိုးထက်ဆိုးကျိုးတွေကပိုပြီးအများကြီးဖြစ်လာနိုင်ခြေရှိတယ်စီးကျိုးတွေတို့ပြီးတော့နောက်တစ်ခုကစီဓာတ်တွေအရန်များသွားပြီးတော့အစီတွေများပြီးတော့နှလုံးသွေးကြောပိတ်တာတို့အဲ့လိုဟာမျိုးတွေပါဖြစ်လာနိုင်ခြေရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့အရေးပြားနဲ့မပတ်သက်တဲ့အတွက်ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်အဲ့တော့တရားသည်လိုအပ်တဲ့နေရာမှာခုနကပြောလို့စိတ်တူနေစားလိုက်ရင်တော့လန်းဆန်းသွားတာဖြစ်ပေမဲ့ရေရှည်အတွက်ကမကောင်းတာများတဲ့အတွက်ချင့်ချိန်စားတော့ဖို့ကျွန်တော်အသိပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်